ကြီးကိုရိုးရာစင်လာမပြတ်ရင်ကျေးမှုကိုခေါ်ထုတ်ထိန်းသိမ်းတဲ့အနေနဲ့ခေတ်အဆက်ဆက်ရင်ကျေးမှုဓလေ့ထုံးစံများနဲ့တင်ဆက်ပြသသွားမှာဖြစ်ပါလိမ့်ရှင်ပထမဦးစွာတွေ့မြင်ကြရမှာကတော့တန်တော်ဆင့်အပွဲဖြစ်ပါလိမ့်ရှင်ရှေးကပြည်သူများတို့တင်းချမ်းရေးတပင်ပွဲဆိုင်ရာအတိပေးချက်များကိုမြို့ရင်းမြို့ပြင်မှာမောင်းချင်းနှင်းခတ်ကအတိပေးခြင်းများရတဲ့ကဲ့သို့ပဲယခုတန်တော်ဆင့်အဖွဲ့ကလည်းရှေ့ဆုံးကဦးဆောင်ပြီးမောင်းတီခတ်ကထွက်ခွာလာတာပဲဖြစ်ပါလိမ့်ရှင်တန်တော်ဆင့်ဖွဲ့ရဲ့နောက်မှာတော့ရာဇဝင်းခင်စင်လာတဲ့ဖြစ်တဲ့ရှင်ဘီနဲ့လီဒီယာတင်ဆောင်လာတဲ့ရင်းလေရင်တော့အိရှိဇန်နဲ့အိရှိဇန်လီဒီယာတင်ဆောင်လာတဲ့ရင်းလေရင်တော့နောက်မှာတော့ရန်ရွေတော်များအထင်းတော်များဝန်များစစ်သူကြီးများပညာရှိအမတ်များတတိတကြွယ်များဆွေတော်မျိုးတော်များရဲမများလိုက်ပါချရံပြီးမန်းတက်ရှိကနေဖြတ်တန်းတရုတ်ပြဂါရဝပြုနေတာပဲဖြစ်ပါရဲ့ရှင်ရှင်မင်းသားများရှင်ယခုကျင်းပနေတဲ့အခမ်းအနားမှာနိုင်ငံတော်အဆင့်အခမ်းအနားဖြစ်တဲ့အတွက်ဧည့်သည်တော်များမှာဘေးပင်ညာများမှာရှင်းလင်းပေးခြင်းဝိုင်းဝန်းကူညီခြင်းမြင့်ပေးခြင်းဖြင့်ကူညီပေး